အဲ့တော့ဒီပုံစံလေးကိုကြည့်အောင်ဒါလေးကရှိတဲ့ဒီအနားတွေအကုန်လုံးက x လို့ပြောထားတယ် perpendicular height of pyramid from the vertex d vertex d ကနေပြီးတော့အောက်ကိုတက်တဲ့ perpendicular height လေးဒီနေရာမှာလာကြလိမ့်မယ်နော်အဲ့လိုတက်တဲ့မှာလာကြလိမ့်မယ်အဲ့ဒါက base ABC နဲ့ perpendicular ဖြစ်တာ perpendicular base နဲ့ဖြစ်နေပြီအဲ့ဒီ height လေးရဲ့ဟာကို root b by 2 root b by 2 h တန်ဖိုးကလည်းပါလိမ့်မယ်နော်အဲ့လိုမျိုးလေးသူကထုတ်ခိုင်းတယ် p and q က integer to be found okay အဲ့ဆိုဆရာမတို့ဒီဟာလေးကိုကြည့်လိုက်မယ်ဆိုရင်ဒါ h star h star h ပဲအကုန်လုံးက h ပဲဒါဆိုရင်ဒီနားဒီ angle 60 degree ဖြစ်နေပြီ perpendicular height နဲ့ဒီကောင်နဲ့သွားပြီးတော့ဆက်လိုက်မယ်ဆိုရင်ဒါလေးနဲ့ဒီလိုသွားဆက်လိုက်မယ်ဆိုရင်ဒီဘက်တစ်ချမ်းဒီဘေးတစ်ချမ်းဒီ30ပေါ့နော်ဒီလိုဖြစ်သွားမယ်အဲ့ဆိုဆရာမဒီမြေပြင်ကဒီ triangle လေးကိုအရင်ကြည့်လိုက်မယ်နော်ဒီဘက်နဲ့သွားချင်ရင်ဒါလေးကလည်း30ဖြစ်သွားမယ်ဒါဆိုဒီကောင်ကို O လို့ယူလိုက်မယ်ဆရာမအခု triangle လေးအသစ်တစ်ခုကိုဆွဲပြမယ်ဒီကောင် O B C ဒါလေးနော်ဒီအောက်ကဟာလေးဒါလေးကိုပြန်ဆွဲလိုက်တာဒါလေးကလည်း30ဒါကလည်း30ဆိုရင်ဒီကောင်လေးက120ဖြစ်သွားမယ်နော်အဲ့တော့ဒီနားလေးက120ဖြစ်နေတယ်120ဖြစ်နေပြီအဲ့ဆိုဆရာမ OB ကိုရှာလို့ရမယ် OB ကိုဘယ်လိုရှာမလဲဆိုတော့ဒီကောင်နှစ်နားညီဖြစ်တဲ့အတွက်အလဲကိုဒီကောင်ပိုင်းလိုက်မယ်ပိုင်းလိုက်မယ်ဆိုတော့ BC က x လို့ပြောတဲ့အတွက်ဒီဘက်အနားဒီ 0.5x ဖြစ်သွားမယ်နော် triangle အသစ်လေးဒီလိုလေးပုံစံလေးပေါ်လာနော်ဒါဒီနားက60ဖြစ်သွားမယ်120ကိုတဝက်ဝက်တော့60ဒီကောင်က30နော်ဒီကောင်က B နဲ့ဒီကောင် mid point လေးပေါ့နော်အခုဆရာမဒီပိုင်းလိုက်ဒီနားလေးပိုင်းချလိုက်တာand ပေါ့နော်ဒီနားလေးကဒီကောင်ကလို့ပြောလိုက်မယ်အဲ့ဒါလေးက 0.5x ပြောလိုက်တယ်ဆရာမအခုလိုချင်တာ OB ကိုလိုချင်နေတာအဲ့တော့ OB ပါအောင်ဆိုလို့ရှိရင်သူ့ဘာနဲ့သွားပြီးတော့30နဲ့စဉ်းစားခဲ့မယ်ဆိုရင် hypotenuse 30ရဲ့ဒီဘက်ဆိုရင်ဒါ adjacent ဆိုတော့ cos 30နဲ့စဉ်းစားမှာပေါ့နော်အဲ့လိုမူရင်းဟာအရင်ရေးလိုက်အောင်cos 30 equal to r adjacent a by h OB လိုချင်တာ OB ဒါဆို OB ကိုလိုချင်တယ်ဆိုရင် 0.5h ကို cos 30အစားပေါ့ OB တန်ဖိုးလေးကိုရလာမယ် 0.5 စားဆရာမမုတ်ကိုပြန်ပြောင်းအောင်ပါမယ် degree မုတ်ကိုပြန်ပြောင်းမယ် cos 30အဲ့တော့ √3 by 3ဆိုရရတယ်နော် OB လေးရပါတယ်အဲ့တော့ OB ရပြီဆိုရင်ဆရာမဒီ triangle မှတ်နေတဲ့ triangle လေးကိုပြန်ကြည့်မယ်မှတ်နေတဲ့ triangle လေးကဒီဟာထောင်းမှတ်ကြတယ်နော်ထောင်းလိုက်လေနော်ထောင်းလေးကြတယ်ဒီကောင်က D ရယ် O ရယ် B ရယ်ရှိတယ် OB ကအခုပြီးသွားပြီဒီကောင်ကလည်း H ဆိုတည်ရယ်ဆိုတော့ဒါ Pythagoras နဲ့ OD ကိုရှာလို့ရသွားပြီရမယ်နော်အဲ့ဒါဆရာမအောက်မှာချောပြန်ရေးလိုက်ပါတော့မယ်အဲ့တော့ cos 30 equal to 0.5h by OB နော်အဲ့မှာ OB ဆိုပြီး calculator နှိပ်လိုက်တယ်ဆိုရင် √3 by 3h ဆိုတဲ့ဟာရမယ်ပြီးရင် OD ကကြတော့ Pythagoras နဲ့ရမှာh square တွေကနှုတ်မှာပေါ့ h တွေကနှုတ်မှာမလို့ h square minus ဒီကောင် the whole square √3 by 3h square
နှိပ်လိုက်ရင်1 minus ဘောက3ဖြစ်သွားတယ်အောက်က9ဖြစ်သွားတယ်အဲ့တော့သူက root 6 by 3 x square တွေက x တစ်လုံးထွက်လာတယ်လို့လေးရတယ်ဒါကြောင့်မို့လို့ p and q က integer 2b form မို့လို့ p equal to 6 q equal to 3ဆိုပြီးတော့ဖြေရပါပါပြီnumber A ပြီးပါရင် angle between plane ADB နဲ့ BCD ကသိတာတဲ့ဒါလေးပြန်ဖြတ်လိုက်မှာနော် plane ကြောင်းရောက်ပြီအဲ့တော့သူရေးထားတာက ADB ဆိုတာဒီဘက်เนาะဒီမျက်နှာချင်းဆိုင်ဒီလိုမျက်နှာကိုဒါတွေ့နေရတယ်ဟာဒီဘက်ကအပြားပြီးပါရင် BCD ဆိုတာ BCD ကဒီဘက်ဟာလေနော်ဒီဟာလေးအဲ့ဟာရဲ့ common အနာလေးကဒါလေးဆို common အနာလေးရဲ့အလယ်အမှတ် midpoint ကိုဒါဆက်မှခုန m လို့ပေးထားပြီးဆိုတော့ n ပေါ့နော် n လို့ပေးလိုက်တယ်အဲ့တော့ midpoint ကနေဆိုရင်ဒီဘက်เนาะသူတို့နှစ်ခုနဲ့ဆိုင်တဲ့အစွန်ပြားဒီအမှတ်ကိုချိန်တဲ့ဟာရယ်နောက်ပြီးတော့ဒီဘက် c ဘက်ကိုချိန်တဲ့ဟာရယ်ဒီလိုရှိမယ်နော်အဲ့အပြားနှစ်ခုကြားထဲက angle ဒါလေးကတည်တာဒါကိုရှာမှာဟုတ်ပြီနော်ဒီဟာလေးကိုဒီ angle တည်တာလေးကိုမြင်တတ်မှရမယ်အဲ့တော့အဲ့ angle တည်တာလေးကိုရမယ်angle တည်တာလေးကိုရအောင်လို့ဆိုရင်ဆိုအနာ3နာ cos rule เนาะ cos rule ဒီ angle ကလည်းထောက်မှတ်ဖြစ်မနေဘူးဆိုတော့ cos theorem ရအနာ3နာလုံးကိုသိရမယ်အဲ့တော့ AC ကိုသိရမယ်ဆိုတော့ AC ကသိပြီးသွားပြီ x AN နဲ့ CN ကအတူတူပဲเนาะတကယ်တော့3ကန်တွေကအကုန်လုံး length တွေတူနေတဲ့အတွက်ကြောင့်မလို့ဒီကောင်နှစ်ခုကအတူတူပဲဒါဆို AN ဆိုတဲ့ဟာလေးကိုရှာလိုက်ရပြီပေါ့ဟုတ်ပြီနော်အဲ့ AN ဆိုတဲ့ဟာလေးရှာဖို့အတွက်AN ဆိုတာလေးရှာမှာခင်ဗျဒီ point လေးကအဲ့တော့ဒီဘက်က 8 ရှိတယ်ဒီဘက်က 0.58 ရှိတယ်n က midpoint မို့လို့0.58 ရှိတယ်ဒီကောင်ဒီကိုထောက်မှတ်ကြတယ်ဒါကြောင့်မလို့ AN လေးကိုဆက်ပြီးတော့ Pythagoras နဲ့ရပါမယ်ဆိုတော့ AN equal to เนาะ AN ပါတဲ့ triangle လေးကိုဆက်မှဒီလိုလေးဆွဲပြထားလိုက်မယ် AN ပါတဲ့ triangle လေးကဒီလိုလေးဒါထောက်မှတ်ကြတယ်ပြီးရင်ဒီကောင်က A B N ပေါ့နော်ဒီဘက်ကကျတော့ 0.58 ရှိတယ်ဒီဘက်က 8 ရှိတယ်ဒီလိုလေးရှိနေ
ဒါဆိုရင်ဆရာမ an ဆိုတာပြန်ပြီးတော့တိုးတဲ့အနာမို့လို့သူပြန်နှုတ်ပါမယ်အဲ့တော့ square root of a square minus 0.5 a square ပေါ့နော်ဒါလေးကိုတွက်လိုက်မယ်အဲ့တော့သူက root 3 by 2x ရတယ် an လေးရတယ်အဲ့တော့ an ရသွားပြီဆိုတော့ an နဲ့ cn နဲ့ကအတူတူပဲ an နဲ့ cn နဲ့ကအတူတူပဲရဲ့ဆိုတော့ဆရာမတို့ရဲ့ triangle လေးကိုရသွား triangle လေးကan ရှိရယ် cn ရှိတယ်ဒီလိုရှိတယ်နော်ဆရာမရဲ့ triangle ခုနက a ရဲ့ n ရဲ့ c ရဲ့ an နဲ့ cn နဲ့ကအတူတူရ x ဒီလိုစီထားတယ်အဲ့တီတာလေးကိုရှာမယ်တီတာလေးကကျတော့တီတာ equal to နည်းနည်းချင်းဆိုင်ဘေးချင်းနှစ်ခုကိုမြောက်ပါအဲ့တော့ root 3 by 2x နဲ့အဲ့တော့ root 3 by 2x ပေါင်း root 3 by 2x ဒီပါရဲ့ minus x square အောက်ကတော့2 into root 3 by 2x နဲ့ root 3 by 2x ဆိုပြီးဒီလိုလေးရှိတယ်နော်ဒီ x cos theta ဒါကြီးကိုတွက်လိုက်လို့ရှင်ဘာရမှာလဲဆိုတော့ show that ပြောထားတယ် show that က 1 by 3ဆိုတဲ့ဟာကိုရရမှာရောဆရာမတို့တွက်ကြည့်ကြည့်မယ်အဲ့တော့အပေါ်ပိုင်းက2 into root 3 by 2 square အောက်ပိုင်းက2 into ပေါ်ပိုင်းက minus 1 ပါအဲ့တော့ဒါကြီးကိုတွက်လိုက်လို့ရှင်1 by 3ရတယ်အပေါ်ပိုင်းမှာ x square တွေမို့လို့နော်အောက်ပိုင်းမှာလည်း x square တွေမို့လို့ဒါပြန်ကြည့်သွားနော်ကြည့်သွားတော့1 by 3ဆိုကြတယ်အဲ့လိုလေးတက်ပြကြရပြီပါပြီ now volume of the pyramid pyramid ရဲ့ပုံစံအဲ့တော့ pyramid ရဲ့ဒါလေးကိုသိထားရမယ်ခုနကဒါ4မှတ်တန်းဒါလေးက4မှတ်အဲ့ဒါပြီးပါရင် number အဲ့တော့ number C ရကြတော့ volume of the pyramid ကိုပေးထားတယ် volume ကိုပေးထားတယ်နော်6.2 by လို့ပေးထားတယ်အဲ့တော့ volume ကိုလို့ချင်1 by 3 base area 1 by 2 triangle မို့လို့ triangle ကိုထည့်မယ် sin theta ဟုတ်ပြီနော်ပြီးရင် perpendicular height နဲ့မျှအောင်ပါ perpendicular height ကအပေါ်မှာပေးထားတာရှိတယ်ရှာထားတာရှိတယ် root 6 by 3x 16 root 2 by 3နဲ့ပေးပြီးတော့ရှာမှာဒီမှာ theta cos inverse 1 by 3လို့ရှာပါမယ်
theta က sorry ဒီ theta ဒီဟာကိုယူရမှာမဟုတ်ဘူးဒီ theta ကကျတော့ triangle base area တွေက theta နော် triangle base area ဒီမှာ 8 ဆိုတော့ဒီကောင်က60နော်ဒီ theta ကိုယူရမှာဒီ theta 60အဲ့တော့ root 6 ရဲ့ sin 60ရဲ့ h2 ရှိမယ်အပေါ်မှာနော်အောက်မှာ18ရှိမယ်ဘယ်မှာ16 root 2/3ရှိမယ်ဒါလေးကို calculator နှိပ်ကြည့်လိုက်မယ်အဲ့တော့ h2 ကိုလိုချင်h2 ကိုလိုချင်16 root 2 မြောက်18အောက်ကကျတော့မူလက3ရှိတာဟိုဘက်ကဘာလာဆောက်မှာလဲဆိုတော့ root 6ရဲ့ sin 60ရဲ့လာစားအဲ့တော့64ဆိုပြီးတော့ရသွားပြီဆိုတော့ h equal to 4ပေါ့သူ last unit ပေးထားတာတစ်ချက်မှကြည့်မယ်8 centimeter လို့ပြောထားတယ်ဒါကြောင့်မလို့သူ unit က centimeter နံပါတ် C လေးကိုအဲ့လိုတွက်ထားပြီဆိုရင်၄မှတ်ရပြီကျေးဇူးတင်ပါတယ်